ဘယ်သူမှကိုကိုမမြင်သေးတဲ့အချိန်မှာကိုအရင်ဆုံးမြင်နိုင်တဲ့သူဖြစ်ရမယ်ဘယ်သူမှကိုအားမပေးသေးတဲ့အချိန်မှာကိုအရင်ဆုံးအားပေးနိုင်တဲ့သူဖြစ်ရမယ်ကိုလှုပ်ချင်တဲ့အရာတွေဘယ်သူမှကိုလက်မခံသေးတဲ့အချိန်မှာကိုအရင်ဆုံးလက်ခံပေးနိုင်တဲ့သူဖြစ်ရမယ်ရှင်းပြောရမယ်ဆိုကိုရဲ့အရေးအချင်းကိုအရင်ဆုံးတန်ဖိုးထားနိုင်တဲ့သူဖြစ်ရမယ်ကိုလှုပ်ချင်တဲ့အရာတွေကိုအရင်ဆုံးခွင့်ပြုနိုင်တဲ့သူဖြစ်ရမယ်ချို့ကဘာဖြစ်လို့ကိုလှုပ်ချင်တဲ့အရာတွေလှုပ်လို့မရသေးတာလဲအပြင်ကသူတွေလက်မခံလို့အားပေးတဲ့သူမရှိလို့တငယ်ချင်းတွေမမြင်လို့ဒါသူတို့ပြဿနာမဟုတ်ဘူးခုဖြစ်နေတာသူတို့ကြောင့်မဟုတ်ကိုမလှုပ်ရဲတာကိုလှုပ်ချင်တဲ့အရာတွေလှုပ်ခွင့်မရတာသူတို့ကြောင့်ဖြစ်နေတာမဟုတ်ဘူးကိုအရင်ဆုံးခွင့်ပြုပြီးတော့သွားခံစားနေတွေ့ကိုလှုပ်ချင်တဲ့အရာဆိုတာရရှိလာမှာမဟုတ်ဘူးစားလှုပ်တဲ့အချိန်မှာဘယ်သူမှကိုမမြင်သေးတဲ့အချိန်ဘယ်သူမှကိုလက်မခံသေးတဲ့အချိန်အဲ့ဒီအချိန်မှာအရင်ဆုံးကိုအနားမှာရှိတဲ့သူကကိုတိုင်းပဲအရင်ဆုံးဖြစ်ပေးရမယ်ကိုလက်ခံလာနိုင်တဲ့နေ့ကိုရဲ့တန်ဖိုးကိုမြင်လာနိုင်တဲ့နေ့ကိုလှုပ်ချင်တဲ့အရာစလှုပ်နိုင်တဲ့နေ့ပဲဖြစ်တယ်ပတ်ဝန်းကျင်ရဲ့စကားကိုအရန်ဂရုစိုက်ပြီးကိုလှုပ်ချင်တဲ့အရာတွေလှုပ်လို့မရနေဘူးလို့ခံစားနေရတဲ့သူတွေငါအနားမှာငါရှိနေပေးမယ်လို့